ခဲထာတီဒါသုံးပြကြောင်ကလေးငါကဝက်ခဏလောက်မသိဘယ်လိုလုံးလဲနှလုံးပန်းဒီဘယ်လိုရှစ်လုံးလူလေးရထအတန်နဲ့စားပါရှင်ထင်းထိုင်းစလုံးဟုတ်တယ်ဆဆာရွက်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီချက်ပြနဲ့တူသမီးလေးမျက်ရွှေပုံကဒီအခရာလေးတွေနဲ့ကိန်းကိန်းလေးအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သမီးရေမိတ်ဆက်ကြရအောင်မင်္ဂလာပါရှင်။မင်္ဂလာပါရှင်သမီးနာမည်ကတော့မျက်ရွှေပုံဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီချက်နဲ့တူမင်္ဂလာပါကြလေးဆိုကြည့်။မောင်တို့မေတို့ကြောင်းကဝင်အပြုံးပန်းကိုစင်မင်္ဂလာပါဆေးရမညင်နှောက်ဆက်ကြ။နှုတ်ဆက်ပြီးသားပြီဆိုတော့ဒီချက်ကအခုမျက်ရွှေပုံကိုအရုပ်ကလေးတွေရတယ်။အဲ့ဒီရုပ်ကလေးတွေကအဲ့ဒီရုပ်ကလေးရဲ့နာမည်ကိုခေါ်တယ်။ပြီးရင်ဘာကြီးတယ်လဲစရဲဆိုတာအချက်ကိုပြောပြမယ်နော်။ဟုတ်။စစ်စစ်ဖြစ်ပြီလား။ဖြစ်ပြီ။လေးစားပါလိမ့်မယ်။မီးပုံပြန်။ဘာဖေးရဲ့ဒီဟုတ်တယ်ဟာရဲ့ဒီတာဒါတခဲဟုတ်တယ်ထာတီဒါသုံးပြညညောင်းပြီးဟုတ်တယ်ရှင်ကာခခုကာကူငါစတာဘရီစီဒါဇောပါပီဟုတ်တယ်ပါပီဒါဆိုနာနေနေတီရကောက်ရထားရရထားဟာရှိတယ်တာတီတီအလဲဝါဝက်လာလိုက်ရရက်တာဟုတ်တယ်ဘာဘောလုံးဟုတ်တယ်နားဆိုတယ်မန်နိုအခုဒီချင်နဲ့သမီးနဲ့အတူတူ game ဆော့ကြဒီချင်ကနံပါတ်တွေအများကြီးပေးထားတယ်အဲ့ဒီကမှကိုကြိုက်တဲ့နံပါတ်ကိုရွေးလိုက်โอเคဟုတ်ပြီနော်ဒီချင်ကအရင်ဆုံးဆော့ပြဟုတ်ပြီဒီချင်က20ငါဟုတ်တယ်နောက်ပြီးတော့ငချိတ်ပါနောက်ပြီးတော့ငငယ်ပြာကြီးဟုတ်တယ်ရှင်ဒါဆိုရင်နောက်နံပါတ်တစ်ခုဒီချင်ပြူလေဒီချင်ပြူကနံပါတ်6ရေခဟုတ်တယ်ထအတန်နဲ့စားပါရှင်ထင်းထိုင်းမှန်ပါတယ်ရှင်သမီးအလက်ခုံစလုံးဟုတ်တယ်စအတန်လေးနဲ့စားတာပါရှင်ဆဆာရွက်ဒါဆိုရင်နောက်တစ်ခုဒီချေပြူက15လအတန်လေးနဲ့စားတာပါရှင်လာလိတ်ပြလာလီလီပတ်ဟုတ်တယ်မှန်ပါတယ်ရှင့်ကျွဲလက်ကျွေးမယ်စံလေးကငယ်ကအတန်လေးနဲ့စတာကကူဟုတ်တယ်ကကောင်ကကနဲဟုတ်တယ်ကကူခုဒီချက်ဖြူနဲ့သမီးလေးမျက်ရွှေပုံများကိန်းကနန်းနေဒီအတွက်ကြောင့်ဖြစ်ပါတယ်ရှင့်ကျွေးကြောင်ကလေးငါကဘွဲခဏလောက်လူလေးရ
Cha cha. Step step step. အဝိုင်းကိုဟုတ်တယ် Yabi. Okay, wait. ခုနကတူဟုတ်ပါပြီကျေးဇူးများတင်ပါတယ်ရှင်ဒီချင်းနဲ့ဒီနေ့အတူတူဆော့ Jung so yo. ဂျုံပေးမယ်ဂျုံပေးမယ် Jung so yo. ကျေးဇူးတင်ပါတယ်ရှင် Jung so yo.